3D ဝါဒနာရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆက်ကြည့်မှာတော့ပြန်ကဏ္ဍအနေနဲ့980ကြာသွားပါတယ်ဒီ980ဆိုတဲ့ကဏ္ဍကြီးကကျွန်တော်ပြန်ကြမွေးကဏ္ဍအနေနဲ့ကျွန်တော်နှစ်ကုန်ထိမွေးမယ်ဆိုပြီးတော့မွေးကဏ္ဍအနေနဲ့တွေ့ရှိခဲ့တဲ့ပြန်ကြမွေးကဏ္ဍအောင်မြင်ခဲ့တဲ့ site ကလေးပေါ့ကျွန်တော်ပြန်ပြရင်းနဲ့နော်သူ့အထက်မှာ3ချစ်ခွန်ဆိုပြီးတော့ကြာထားတဲ့ဒီကဏ္ဍကိုလေကျွန်တော်မွေးကဏ္ဍအနေနဲ့အောင်မြင်ခဲ့တဲ့ site ကလေးဒီနှစ် site 3ချစ်ခွန်အောင်ခဲ့တယ်980ပြန်ကြအောင်ခဲ့တယ်အဲ့ဒီ site လေးနှစ် site ကိုပြန်နေပြရင်းနဲ့နောက်ထပ်ပြန်ကြအနေနဲ့ကြာနိုင်တဲ့ကဏ္ဍတစ်ခွက်ကိုကျွန်တော်ထပ်မှန်ပြီးတော့ပြပေးချင်ပါတယ်အရင်ဆုံးကျွန်တော်3ချစ်ခွန်မွေးကဏ္ဍအောင်မြင်ခဲ့တဲ့ site လေးကိုကျွန်တော်ပြပေးချင်ပါတယ်သူကဘယ်ကလာတာလဲဆိုတော့3.1နှစ်ဒီ3.1နှစ်ဒီ3.1နှစ်ဒီ2022ခုနှစ်သူနဲ့တဒန်းနဲ့ပေါ့2022ခုနှစ်တဒန်းနဲ့မှာ3.1နှစ်လို့ပြန်ကြတယ်နာကြအဲ့3.1နှစ်ဆိုတဲ့ကဏ္ဍဒီ2022ခုနှစ်တဒန်းနဲ့မှာ3.1နှစ်လို့ကြာတယ်အဲ့ဒီတော့3.1နှစ်အောက်ကချစ်ခွန်လေးဒီ3.1နှစ်လို့ကြာပြီးတဲ့နောက်တစ်နှစ်မှာတစ်နှစ်စီလိုက်ပေါက်တယ်ချစ်ခွန်လေးဒီနေခွန်ချစ်ဆိုပြီးတော့ကြာတယ်ပြန်သွားမယ်နော်အပေါ်ကိုပြန်သွားမယ်စောစောက3.1နှစ်ဆိုတဲ့နေရာကိုပြန်သွားမယ်ဘယ်တော့ရောက်သွားရင်ဘယ်တော့ရောက်သွားပြီတော့ဒီမှာ3.1နှစ်ကြာတယ်ချစ်ခွန်လေးကြာတယ်ချစ်ခွန်လေးအောက်က1.3ညာလေးဒီချစ်ခွန်လေးပြီးတော့နောက်တစ်နှစ်မှာ3.41ဆိုပြီးတော့ကြာတယ်နော်သူကတစ်နှစ်စီကြာတယ်3.1နှစ်ကြာသွားပြီ3.1နှစ်ကြာပြီးတော့နောက်တစ်နှစ်မှာချစ်ခွန်လေးလို့ကြာတယ်ချစ်ခွန်လေးလို့နောက်နှစ်မှာကြာပြီးတော့နောက်တစ်နှစ်မှာ1.3ညာလေးဆိုပြီးကြာတယ်1.3ညာလေးလို့ကြာပြီးတာနဲ့နောက်တစ်နှစ်မှာသူ့အောက်ကကနဲ့2.39ဒီ2.39ဒီ3.41ကြာပြီးနောက်တစ်နှစ်မှာ2.39ဒီလိုက်ထွက်တယ်2.39ဒီ3.9နှစ်နဲ့ထွက်တယ်3.9နှစ်ထွက်ပြီးသွားပြီ3.9နှစ်ထွက်ပြီး3.9နှစ်အောက်2.39အောက်ကဒီ3.8ခွန်ဒီနောက်တစ်နှစ်ပြန်ကြနောက်တစ်နှစ်မွေးကဏ္ဍအနေနဲ့ကျွန်တော်လိုက်ထိုးမယ်ဆိုပြီးတော့ချဖွေထားတဲ့ကဏ္ဍนี่အောင်မြင်ခဲ့ပါတယ်เนาะဒီမှာ3.8ခွန်ဆိုပြီးတော့သူကပထမဆုံးထွက်ထားတဲ့ကဏ္ဍရဲ့တဒန်းထဲမှာသူကတဒန်းထဲမှာလာပေါက်လာထွက်9နှစ်စက်တိုက်ပြီးတော့ပေါ့3.1နှစ်ကြာတယ်3.1နှစ်ကြာတယ်3.1နှစ်အောက်က6ခွန်လေးဒီ3.1နှစ်ထွက်ပြီးတာနဲ့နောက်တစ်နှစ်မှာ4ခွန်6လို့ကြာတယ်4ခွန်6ခွန်လေးကြာသွားပြီသူ့အောက်က1.3ညာလေးဒီ4ခွန်6ကြာပြီးတာနဲ့နောက်တစ်နှစ်မှာနောက်တစ်နှစ်မြင်းခုံအပေါ်မြင်းခုံမှာ3.41လို့ကြာ3.41လို့1.3လို့ကြာပြီးတာနဲ့သူ့အောက်က2.39ဒီ3.41လို့ကြာပြီးတာနဲ့သူ့နောက်တစ်နှစ်မှာ3.92လို့ကြာအဲ့ဒီ2.39ရဲ့အောက်က3.8ခွန်ဒီနဲ့နောက်တစ်နှစ်မှာသူ့ရဲ့အပေါ်မြင်းခုံမှာလည်းလာကြာနော်အောင်မြင်ခဲ့တဲ့ site ကလေးပါနော်ဒီမှာဒီနှစ်ပွဲကြာလာတယ်4ခွန်8လို့ကြာပြီးတာနဲ့ဒီ4ခွန်8အောက်က1.3ညာလေးရတယ်သူ့ရဲ့အပေါ်မြင်းခုံမှာလည်းကြာဒီမှာလည်း3ခွန်2ကြာပြီးတာနဲ့သူ့ရဲ့အပေါ်မြင်းခုံမှာလည်းသူကကြာနော်ဒီ5ဘွဲဆက်ကဏ္ဍပေါ့3.1နှစ်ကြာတယ်6ခွန်လေးကြာတယ်1.3ညာလေးကြာတယ်2.39ကြာတယ်3.8ခွန်ထပ်ပေးလာတယ်အောင်မြင်ခဲ့တဲ့ site ကလေးနော်ကျွန်တော်ဆက်ကြည့်ပါလေအောင်မြင်ခဲ့တဲ့ site ကလေး3.8ခွန်အောင်ခဲ့တယ်ဒီကဏ္ဍမှာလည်းကျွန်တော်ဆက်ပြီးအောင်ခဲ့တယ်ကျွန်တော်ဒီကဏ္ဍမှာဘာကဏ္ဍမဲ့ထွက်ဒီကဏ္ဍမထွက်ခင်ကလေးကိုကကျွန်တော်ဖန်ထားတယ်ပြန်ကြ site ဒီအကွက်ဒီချစ်ကြိမ်မှာဒီဘာကဏ္ဍမဲ့ထွက်တော့အဲ့ဒီကဏ္ဍနှစ်ကုန်ထိပြန်ကြအနေနဲ့မွေးထိုးရမယ်ကဏ္ဍဆိုပြီးတော့ကျွန်တော်ဖန်ထားတဲ့ site
သူကနီးနီးနားနားလေးပဲနော်မတိတ်မစောင်းရဘဲနဲ့တပင်ကြော်မှာပဲကြာသွားခဲ့တဲ့အတွက်ကျွန်တော်နှစ်ဘောဆက်ပြီးအောင်ခဲ့တယ်အဲ့ဒီ site ကလေးနော်တောင်းချစ်ကုံမွေးကနန်း site အောင်ပြီးပြပြီးဒီတောင်းညခုံကုံမွေးကနန်းကိုပြန်ကြမွေးကနန်း site ကိုကျွန်တော်ဆက်ပြီးပြပေးပါမယ်သူကလှေကလေးစင်းတဲ့ site ပါသူက6ခုနှစ်ဒီ6ခုနှစ်ဒီသူ့ရဲ့အဲ့နှစ်အဲ့အောက်မှာပဲခုနှစ်6လို့ကြာ6ခုနှစ်ဘေးနားနေပြီးတော့1 2 3ဒီ93ချစ်ဒီအဲ့အောက်မှာပဲ893နဲ့ကြာအဲ့93ချစ်ဘေးနားနေပြီးတော့1 2 3 93ညခွန်ဒီ3ည9ခွန်နဲ့ကြာအဲ့93ညခွန်ဘေးနားနေပြီးတော့1 2 3ဒီ3ညခွန်ဒီအောက်မှာပြန်ကြမွေးကနန်းအနေနဲ့ထွက်လိမ့်မယ်ထွက်နိုင်ချေရှိတဲ့ဆိုပြီးကျွန်တော်ဒီ3ညခွန်တော့မထွက်သေးဘူးအဲ့တုန်းကမထွက်ခင်တွေ့ရှိခဲ့တဲ့ကနန်းဒီအကွက်မှာဘာကနန်းမဲ့ထွက်ရတဲ့ကနန်းဒီပြန်ကြအနေနဲ့ထိုးမယ်ဆိုပြီးတော့ကျွန်တော်မှတ်ထားခဲ့တဲ့ကနန်းနော်အောင်မြင်ခဲ့တဲ့ကနန်းရန်ကိုလှပပါတယ်နောက်တစ်ဆင့်ကျွန်တော်ပြန်ကြအနေနဲ့ကြားနိုင်တဲ့ကနန်းတစ်ခွက်ကိုနောက်ဆုံးအနေနဲ့ပြပေးချင်ပါတယ်9တစ်ကိုဒီသူ့အောက်မှာ951လို့ကြားသူလည်းလှေကလေးဆင်းတာပဲ9တစ်ကိုဘေးနားနေပြီးတော့1 2 3ဒီ395ဒီ993လို့ကြား395ဘေးနားနေပြီးတော့1 2 3 963ဒီ356လို့ကြားအဲ963ဘေးနားနေပြီးတော့1 2 3 612ဒီနှစ်ထဲမှာပြန်ကြအနေနဲ့ကြာနိုင်အောင်မလားဆိုပြီးတော့เนาะကျွန်တော်ထုတ်ထားတဲ့ကဏ္ဍဒီ6နှစ်ဒီကဏ္ဍနဲ့ပြန်ကြအနေနဲ့မွေးထိုးတင်တဲ့ကဏ္ဍကောင်းတစ်ခွက်ဖြစ်ပါတယ်เนาะအားလုံးပဲကံကောင်းကြပါစေ